ဒီနေ့ဗီဒီယိုလေးကတော့Irene နဲ့ Irene ရဲ့အမျိုးသားကိုကျိုးဆက်တို့ကမက်ဒလင်းမြို့နဲ့ချင်းလုံးငံကျေးရွာအုပ်စုကန်ကလေးကျေးရွာကိုတွားလေပတ်နေရင်းနဲ့ဒေသခံညီကိုမောင်နှမတွေနဲ့အတူတူဒေသအစားအစာလေးတွေကိုတွားစားဖြစ်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်မင်းစားတော့အဲ့ခံနဲ့ဟာလားကိုဒီပဲမူရွာကြီးอ่ะဘယ်နားမှမကြမ်းဘူးโอ้လုံးဝ natural เนาะတပါဝချစ်ကြလေးဖြစ်နေကိုကြီးနေတယ်ညနေသမီးလိုက်စားမယ်ဒီစစ်တဲ့အားလည်းဒီဒီဝိုင်းနဲ့နောက်တစ်အိမ်မှာတောင်းမှနောက်တစ်ရွာဝင်စားအောင်ဒီဘက်အပင်ကပပဟုတ်မမရှိတာမတက်မမဖြစ်နေမမတော်တော်စားမတက်မမပေါ့နော်မမတက်မမပပမမကိုမမဒက်ဒီဖြစ်နေလို့မမကိုယုံလို့မကတ်ချင်တော့ဗာဒီလူလေးစောင်းပြီးတော့ထွက်ပြေးမပြီးပြမရမ်းလို့ပဲဒါမှရှင်းတယ်ဒီမှာကျန်တင်ကြရင်အုပ်ကူလေးရှင်တော့လို့ရှင်ကိုယ့်ရဲ့အဆင်မပြေဘူးလို့ခိုင်းရတယ်ပေါ့ပြန်ရွာမှာမလေးအောက်ချီမဲနေပြီအဲ့တော့ချီရွာရဲ့အလှလေးတွေကိုခန်းစားရင်းနဲ့အရိနဲ့အတူတူရွာကိုအလင်လိုက်ခဲ့ပေးပါအောင်ရှင်မပြောလင်းတော့မိနေလိုက်တယ်ကဲသွားကြမလားငါပြီးကျွမ်းနေကုန်တယ်တော့ဟာလားအော်မတကူလေလောကလေးဟိုခုနကဘာကြီးလဲလက်ပုံလေးဘာကြီးလဲညငါပြီးဟောငါပြီလားအာမိုက်ပြီရတဲ့ session လေးပါကျေးဇူးတင်နော်ညနေသမီးလိုက်စားမယ်ဒီနေ့ကုန်စည်လုံးလေးတက်ပြီစီကဘူကြီးတယ်သူတို့ကကင်မရာကြီးနဲ့ထောင်လို့ချင်းငါမဟဲနဲ့ငါမရှက်ကူးရှက်ကနေပြန်ဒါဒန်နီယယ်တို့ရွာရောက်နေတာပြောကြတယ်ပုံလာလိုက်တယ်ဒီဒီဝိုင်းနဲ့ဒီဝိုင်းနဲ့နောက်တစ်အိမ်မှာနောက်တစ်ရွာနောက်တစ်အိမ်ရှယ်ပဲနော်ဒီမှာကြည့်ဟောသားထောညာပန်ကာဖွင့်မေးရမလားမလားဆယ်မခွက်လေးလားဟုတ်ကဲ့မင်းစားတော့အဲ့ခံနဲ့ဆရာမနှစ်ယောက်โอเคတပုံလေးရိုက်မယ်1 2 3 go မဝင်မလားမဝင်နည်းနည်းဖဲ့လိုက်နော်ဟဲ့ဟုတ်နဲ့โอเคလာရိုက်ပေးမယ်လားဒါဘူးဖုန်းလားမသိโอเคချစ်ရတယ်1 2 3 okay ညကလေးပူပေးပါအောင်မတ်တရားရဲ့နှစ်ယောက်ပုံလေးဟုတ်တယ်နှစ်ယောက်ပုံလေးကြားအောင်မယ်ဟုတ်တယ်နှစ်ယောက်ပုံလေးကြားနေတယ်ရရအောင်ငါကိုရောက်ငါပုံနားနေနှစ်ယောက်စလုံးခေါ်တယ်အဲ့ဒါနေအောင်ဒီမှာဒါကင်းနေရောပါတယ်ပါတယ်ဆိုလို့ဆိုကလင်းဒါဘူးဖုန်းနဲ့မြင်ရတာနည်းနည်းလေးအိုးလုံးဝ natural နော်တပါဝမဒီဘက်ကျမချစ်ကြလေးဖြစ်နေကြာဟုတ်ပါချစ်ကြလေးဖြစ်နေမမအင်ကြီးနဲ့အဲ့လိုနင်ပူကြီးနေတယ်ဘယ်နောက်ထိတ်တယ်အဲ့နားမှာရှိရလေ
အိမ်သာထက်သူကပူကြီးနေ ကိုအောက်ကလည်းမြင်ရတော့ဘိုး မြင်ရမှာနော် ရှူတတ်တယ်မတကယ်လို့ကမလည်းကမလိုက်နိုင်ဘူးကိုတော့ပိတ်လိုက်တော့မှာ ပိတ်လိုက်တော့ဒီလမ်းတော့ဓာတ်ပုံရိုက်ပြီးရဲ့ session အပြီးပါရင်ထမင်းစားရဲ့ session မှာ ဟုတ်ဝစားကိုလည်းမရုပ် ပိုးအောင်မှာဗီယက်နမ်သူလေးနဲ့တူနေ မနက်ကအဲ့ရမနက်ကအဲ့ချင်မှုနဲ့လာတဲ့အဝစားအောင်မေး ဒီမှာချင်းဝင်းမိုက်ပြီမိုက်တယ်နေရာလေးမိုက်တယ်အဖီဟယ်လိုဖီဒါရောအဖီပဲလားဖီရတယ်မှာပန်းလေးနဲ့လှနေလူလေးစားမှာပြော ဟိုလေအုံထုတ်ဆောင်လို့မရ ဒါကင်းငပိချက်အပြီးတောင်းမနောက်တိတ်ပါဝင်စားအောင် ဘူးခဏလေးနော်တိုင်းဆောင်စမ်းမှာဖေဖေကြီးရဲ့ဘာရီစားရမ နေရာရွေးအမှား မနဲ့ဆိုရင်ငါလည်းဘာရီဝတ်လာလဲမသိကိုရပါရမယ်ဒါဟိုဘလော့တွေလိုက်တာနားမူလေးဒါနားမူကြီး ပေါ့ ဒါထွန်းညာဒါစော့ညာဒါညာဦးတီဒါအိုင်တီတယ် โอเคဒါကြောင့်ဂျပန် တော်ဖို့ဖဲတော်ဖို့နေရတယ် တရားရွာပါရ ဆက်ပြီး နက်တလင်းမြို့နယ်ချင်းကုန်းကအုပ်စုကန်ကလေးကြီးရွာ ကန်ကြီးဒါပေမဲ့ဗီယက်နမ်ဖက်ရှင်တော့ဖြစ်နေ မဆောင်ဘူးဆိုဝယ်လိုက်ကြကနာကမှာ ပြောနေမင်းကသူအမျိုးနဲ့တွေ့ပြောတယ်သူကရင်လိုမပြောကြဘူး ဟုတ်လား ချောလေးတွေမှာ အထူးပဲချီးမွမ်းပါတယ်တွေ့ဆုံရတဲ့အချိန်မှာချစ်ချင်းမြတ်တာနဲ့ကြိုးဆိုကြတဲ့အတွက်ကြောင့်ဖခင်ရဲ့ကျေးဇူးတော်နာမတော်ကိုအထူးချီးမွမ်းနဲ့အင်ရှင်မိသားစုတစုလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဖပြင်ဆင်ပြီးတော့နေ့လည်စားအတွက်လည်းကျေးဇူးတင်တဲ့အဖသမီးပြီးတော့စားတော့များကိုကျေးဇူးတင်တဲ့စားသုံးပါတယ်အဖ အမင်း နားမူ ကောင်းလားဘာလူကြီးချင်းနဲ့စားနေတာ ညောင်တီမပြတ်တာမဖြစ်ရဘူးဟလာတန်းပြီအောင်းလိုက်လိုက်ရအရင်ကျွမ်းနေပြီနော်ကျွမ်းနေပြီအဲ့တော့ရက်တုတ်တွေတက်စားရတယ် စားလိုက်တာ စားတော့ဦးလေကိုတော့ထော့တို့ဆော့တို့ကတိတ်ရေးမကြည့်ဘူးမတော်နေစို့နဲ့ဆော့တော့တော်နေဟုတ်ပါဘူး သမင်းစားကြီးပါပြီ ချင်းချင်းနဲ့မပြောတာမဟုတ်ဘူး သမင်းစားပြီးဓာတ်ပုံမှတ်တမ်းလေးရိုက်အောင်လीကျွန်တော်နော်မိသားစုနဲ့ တကယ်ကြားတယ် ဖိုက်တင်းဝိုင်း ကိုယူအဲ့မှာမမကိုယူပြောပြပပ ကွက်တီပဲမူရွာကြီးကြာ အဲ့မှာမမကိုယူပြောပြပပ ကွက်တီပဲမူရွာကြီးကြာ နားလည်းမလားလို့ပြောတယ်နားလေးတွေအကျက်ကဲနား ချစ်တာအောင်မချစ်လို့နောက်လိုက်လာရမမဘေးကတန်ကြီးကိုသတိထားနော်မျိုးလုံး တဒါတွေ့ပါမယ်နောက်တစ်ခေါက်ထပ်တွေ့ပါမယ် ဒီနေ့တရပြလိုက်အောင် ညီမလည်းအင်းနဲ့ရမ်းကြိုက်တယ်ကျေးဇူးတင်ပါတယ်လုံးသားရင်းနှီးတို့ဟုတ်ကဲ့ပါဟုတ်ကဲ့နောက်တစ်ခါလာရင်ဆိုပြမယ်နော်ဒီတခါတော့ပြန်ပြီဟုတ်အလုံးသားတော့ရင်းနှီးနေအဲ့ဒါကလေးဘွားပါအခုကရင်းနှီးလို့မရဘူးယောက်ျားရသွားပြီပိုက်တင်သွားပြီအများကြီးမထမင်းလိုက် နောက်တစ်ယောက်မှတော့စားမယ်နော် နောက်တစ်ခါချက်သားကလာတာချက်လို့သိထားတယ်ဒါပေမဲ့ကွာဘာ ဘဘိုင်းနဲ့ဘဘိုင်းနဲ့ဟိုမှာဘဘိုင်း ပြန်ပါပြီမိတော့ပါဟုတ်ကဲ့ချက်ပြန်ပါပြီဟုတ်ဟုတ်အော်ညောင်ကျင်ဘူးတော့ဆိုတော့ရန်ကောင်းလို့အဲ့ဒါလား ချင်းနေရ မြေကြောင်းကြီး